ရေစေးတန့်စင်ပြီးသားချက်သားတုံးတွေကိုကျွန်တော်တို့ကျင်းချက်သွင်းပြထောင်းလာတဲ့အရေးလေးနဲ့အတူ45မိနစ်လောက်နိုင်ဝက်လောက်နှက်လိုက်ပါမယ်နှက်ပြီးရင်တော့ရေဆက်ဆက်လေးနဲ့အခုလိုလေးပဲလိမ့်လိုက်ပါလိမ့်ပြီးလို့ရေခမ်းသွားပြီဆိုရင်တော့ကျွန်တော်အပေါ်ကနေပြီးတော့စီထည့်ပါမယ်စီထည့်ပြီးတော့ရဲလာတဲ့အထိကြော်လိုက်မယ်ပေါ့နော်ရဲလာပြီဆိုရင်တော့ချင်းပြားလေးတွေထည့်လိုက်ပါပြီးရင်နည်းနည်းလေးကြာတဲ့အခါမှာကြက်သမျိုးလေးထပ်ထည့်လိုက်ပါကျွန်တော်တို့ကြက်ခါနေ69ရာခိုင်နှုန်းလောက်နေထားရောက်ပြီဆိုရင်တော့ငရုတ်သီးတောင်ညှက်ထားတဲ့အပိုင်းလေးတွေနဲ့ပြင်းတော်သိမ်ရွက်လေးအုပ်လိုက်ပါဒီလိုဆိုရင်တော့ကြက်သားတုံးအဆက်ကြော်လေးရရှိပါပြီဒီကောင်လေးကကျတော့ကျွန်တော်တို့ထမင်းပူပူလေးနဲ့ပဲစားစားဘီယာကြိုက်တဲ့ညိုကီတွေအတွက်အမီးကောင်းတစ်ခွက်ဖြစ်ပဲမြည်မိပေါ့နော်စားလို့အရန်ပဲအရသာရှိပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ